မင်္ဂလာပါတမူထူ Entertainment Channel ကနေကြိုဆိုလိုက်ပါတယ်ယနေ့ခေတ် Digital ခေတ်စီကြောင်းထဲမှာအနုပညာဖန်တီးသူတွေနဲ့ဂီတလောကသားတွေအတွက်အသိပညာပေးဖြစ်စေမဲ့ YouTube ဗီဒီယိုတစ်ပုဒ်ကလေးကိုတင်ဆက်ပေးလိုက်ပါတယ် Digital ခေတ်မှာတင့်ရဲ့ဖန်တီးမှုတွေခိုးယူခံမနေရစေဖို့နဲ့ဂီတနဲ့အနုပညာမူပိုင်ခွင့်တွေပြုလုပ်ထားတင်ပါတယ်တင်ပင်ပန်းကြီးစွာဖန်တီးထားတဲ့တခြင်းတစ်ပုဒ်ဒါမှမဟုတ်ဗီဒီယိုတစ်ခုကတညအတွင်းမှာပဲတခြားသူရဲ့ channel မှာ viewer တွေတန်းချီရသွားပြီးတော့တင့်စီမှာတော့ copyright strike တက်လာတာမျိုးကြုံမှုပါသလားအခုခေတ်မှာ content ဖန်တီးရတာလွယ်ကူသလောက်ကိုယ့်ရဲ့ဖန်တီးမှုကိုကာကွယ်ဖို့ကတော့ပိုပြီးစိန်ခေါ်မှုတွေများလာပါတယ်အမှုပညာနဲ့မိုဘိုင်းခွင့်ဆိုတာဘယ်လိုဆက်ဆက်နေသလဲအထူးသဖြင့်YouTube လို platform မျိုးမှာအမှားရင်းမရှိအောင်ဘာတွေသိထားဖို့လိုမလဲဒီဗီဒီယိုမှာအသေးစိတ်ပြောပြသွားမှာဖြစ်လို့အဆုံးထိကြည့်ပေးကြပါဦးနော်ယနေ့ခေတ်မှာ AI နည်းပညာတွေထွန်းကားလာတာနဲ့အမျှအမှုပညာလောကမှာမိုဘိုင်းခွင့်လို့ခေါ်တဲ့ copyright ပြဿနာတွေကပို့ပြီးတော့ရှုပ်ထွေးလာပါတယ်အရင်ကတော့တခြင်းတစ်ပုဒ်ကိုဓာတ်ရိုက်ကူးချမှမိုဘိုင်းခွင့်ညှိတာပါအခုတော့တခြင်းရဲ့ melody လို့ခေါ်တဲ့တန်စင်တစ်ခုတည်းတင်မကဘဲနဲ့ voice tone လို့ခေါ်တဲ့အတန်အယောင်ကို AI နဲ့အတုလုပ်တာမျိုးတွေအထိပါဖြစ်လာနေပါပြီအဓိကအကြောင်းအရာတွေဖြစ်တဲ့ကို content အကြောင်းတွေပြောပြရမယ်ဆိုရင်နံပါတ်1 YouTube content ID ဆိုတာဘာလဲအမှုပညာရှင်တိုင်းသိထားရမှာက content ID စနစ်ပါဒါဟာ YouTube ရဲ့အစွမ်းအထက်ဆုံး fingerprinting စနစ်တစ်ခုဖြစ်ပါတယ်သင်ကတခြင်းတစ်ပုဒ်ဖန်တီးပြီး digital distributor တစ်ခုခုကနေတဆင့် register လုပ်ထားမယ်ဆိုရင်တခြားသူတွေကတင့်တခြင်းကိုသုံးတာနဲ့စနစ်ကအလိုအလျောက်သိရှိသွားမှာဖြစ်ပါတယ်ဒီနေရာမှာရွေးချယ်စရာ၃ခုရှိလာပါတယ် block လုပ်ထားပြီးတခြားသူတွေသုံးခွင့်မပေးဘဲပိတ်ပင်တာမျိုး monetize လုပ်ပြီးသူတို့တင်ထားတဲ့ဗီဒီယိုကရတဲ့ကြော်ညာဝင်ငွေကိုမူရင်းပိုင်ရှင်ကပြန်လည်ရယူတာမျိုး track လုပ်ပြီးဘယ်သူတွေသုံးနေသလဲဆိုတာကိုစောင့်ကြည့်တာမျိုးအစရှိတာမျိုးတွေကိုပြုလုပ်ထားလို့ရပါတယ်အဲ့လိုပြုလုပ်ဖို့မိမိကမကျွမ်းကျင်သေးဘူးဆိုရင်နားလည်တဲ့သူတွေရဲ့အကူအညီယူရင်ပို့ပြီးတော့ကောင်းပါတယ်နောက်ထပ်တစ်ခုကတော့တော်တော်များများအယူအဆအမှားတွေကိုတိထားတာမျိုးတွေပါ fair use ဒါမှမဟုတ်လို့ရှိရင်မျှတစွာအသုံးပြုခြင်းဆိုတဲ့မူပိုင်ခွင့်ရှိတဲ့အရာတွေကိုမူပိုင်ခွင့်ပိုင်ရှင်ရဲ့ခွင့်ပြုချက်မလိုပဲတချို့သောနေရာတွေမှာတရားဝင်အသုံးပြုနိုင်တဲ့ဥပဒေရေးရာအယူအဆတစ်ခုဖြစ်ပါတယ် AI ခေတ်မှာ fair use ဆိုတဲ့အယူအဆကပုံမပြီးတော့အရေးကြီးပြီးတော့ရှုပ်ထွေးပါတယ် fair use နဲ့ပတ်သက်တဲ့အယူအဆအမှားတွေထဲမှာအတိအမှတ်ပြုရင် fair use ဖြစ်တယ်အယူအဆအမှားကတော့မူပိုင်ခွင့်ပိုင်ရှင်ကိုဖော်ပြရုံနဲ့ fair use ဖြစ်တယ်လို့ထင်တတ်ကြတာမျိုးအမှန်ကတော့မူပိုင်ခွင့်ပိုင်ရှင်ကိုဖော်ပြရုံနဲ့လည်း fair use ကမဖြစ်ပါဘူး fair use ဖြစ်ရန်အတွက်တခြားအချက်တွေနဲ့လည်းကိုက်ညီဖို့ရာလိုအပ်ပါတယ်ပညာရေးအတွက်ဆိုလို့ရှိရင်လည်း fair use ဖြစ်တယ်ဆိုပြီးတော့အထင်မှားတတ်ကြပါတယ်ပညာရေးအတွက်အသုံးပြုရင်အမြဲတမ်း fair use ဖြစ်တယ်လို့ထင်တတ်ကြတဲ့အမှားကိုတွေးတတ်ကြပါတယ်အမှန်တကယ်ကတော့ပညာရေးအတွက်အသုံးပြုခြင်းဟာ fair use ဖြစ်နိုင်ခြေပိုများတော့လေအမြဲတမ်းတော့မဟုတ်ပါဘူးအသုံးပြုတဲ့ပမာဏအသုံးပြုတဲ့ရည်ရွယ်ချက်နဲ့မူပိုင်ခွင့်ရှိတဲ့အရာတွေရဲ့သဘောတဘာဝတွေမှာမူတည်ပါတယ်အမျက်အစွန်းအတွက်မဟုတ်ရင် fair use ဖြစ်တယ်ဆိုတဲ့အတိမှာလဲအယူအဆအမှားကအမျက်အစွန်းအတွက်မဟုတ်ပဲအသုံးပြုရင်အမြဲတမ်း fair use ဖြစ်တယ်ထင်တတ်ကြတာပါပဲအမှန်တကယ်ကတော့အမျက်အစွန်းအတွက်မဟုတ်ပဲအသုံးပြုခြင်းသည် fair use ဖြစ်နိုင်ခြင်းပိုများတော့လဲအမြဲတမ်းတော့မဟုတ်ပါဘူးတခြားအချက်တွေနဲ့ကိုက်ညီရန်လဲလိုအပ်ပါတယ် AI ကလည်းမူပိုင်ခွင့်ရှိတဲ့အရာတွေကိုအသုံးပြုပြီးတော့သင်ယူလေ့လာခြင်းနဲ့အသစ်ဖန်တီးခြင်းတို့ကိုပြုလုပ်ပေးပါတယ်အဲ့ဒီလှုပ်ဆောင်ချက်တွေကလည်း fair use ဖြစ်မဖြစ်ရှုပ်ထွေးတဲ့ပြဿနာတစ်ခုဖြစ်ပါတယ် AI သင်ယူလေ့ကျင့်ခြင်းဟာ
AI ကကြီးမားတဲ့ data အစုအဝေးတွေကိုအသုံးပြုပြီးတော့မှသင်ယူတာပါအဲ့ဒီ data တွေကိုမူပိုင်ခွင့်ရှိတဲ့အရာတွေလည်းပါဝင်နိုင်ပါတယ် AI သင်ယူလေ့ကျင့်ခြင်းကလည်း fair use ဖြစ်မဖြစ်အငင်းပွားဖွယ်ရာတွေဖြစ်ပေါ်နေပါတယ် AI ကမူပိုင်ခွင့်ရှိတဲ့အရာတွေကိုအခြေခံပြီးတော့အသစ်တွေကိုဖန်တီးနိုင်တယ်အဲ့ဒီအသစ်ဖန်တီးမှုတွေဟာ fair use ဖြစ်မဖြစ်ကကြတော့အသစ်ဖန်တီးမှုရဲ့သဘောတဘာဝပေါ်မှာလည်းမူတည်တယ်အဲ့တော့ fair use ဖြစ်မဖြစ်ဆုံးဖြတ်ရမှာလဲဘာအချက်များကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်အသုံးပြုရတဲ့ရည်ရွယ်ချက်နဲ့သဘောတဘာဝဥပမာပညာရေးသတင်းပေးပို့ခြင်းဝေဖန်ခြင်းတယောခြင်းမူပိုင်ခွင့်ရှိတဲ့အရာရဲ့သဘောတဘာဝဥပမာအချက်အလက်အခြေပြုတီထွင်ဖန်တီးမှုနောက်အသုံးပြုတဲ့ပမာဏနဲ့သိတာထင်ရှားမှုနောက်ဆုံးတစ်ချက်ကမူပိုင်ခွင့်ရှိတဲ့အရာရဲ့ဈေးကွက်အပေါ်တက်ရောက်မှု AI ခေတ်မှာ fair use အယူအဆကိုပုံမနားလည်သဘောပေါက်ရန်နဲ့တရားဝင်အသုံးပြုရန်လိုအပ်ပါတယ်အများစုကတချင်းတစ်ပုတ်ကို9စက္ကန့်ပဲသုံးရင်မူပိုင်ခွင့်မညှိဘူးလို့ထင်နေကြပါတယ်ဒါဟာလုံးဝအမှားပါ YouTube ရဲ့ algorithm ဟာစက္ကန့်ပိုင်းအတွင်းမှာတင်တန်စင်ကိုဖမ်းမိနိုင်ပါတယ် fair use ဆိုတာပညာပေးခြင်းသတင်းတင်ဆက်ခြင်းဒါမှမဟုတ်ဝေဖန်ဆွေးနွေးခြင်း reaction တွေမှာပဲအကျုံးဝင်တာဖြစ်ပြီးဒါဟာလဲဥပဒေကြောင်းအရအငင်းပွားစရာအများကြီးရှိနေပါသေးတယ်အခုလက်တလော AI နဲ့အမှုပညာမူပိုင်ခွင့်ကိစ္စတွေပေါ်ပေါက်နေပါတယ်2026ခုနှစ်ရဲ့အကြီးမားဆုံးပြဿနာကတော့ AI မှာကိုယ်တိုင်မဆိုထားပဲ AI နဲ့ဖန်တီးထားတဲ့သချင်းတွေဟာမူပိုင်ခွင့်ရနိုင်သလားလက်ရှိမှာတော့နိုင်ငံတကာဥပဒေတွေအရလူသားကိုယ်တိုင်ဖန်တီးမှုလို့ခေါ်တဲ့ human creativity မပါဝင်တဲ့အရာတွေကိုမူပိုင်ခွင့်ပေးဖို့ခက်ခဲနေပါတယ်ဒါကြောင့်ဖန်တီးသူတွေအနေနဲ့မိမိရဲ့ဖန်တီးမှုလုပ်ငန်းစဉ် process ကိုတေချာမှတ်တမ်းတင်ထားဖို့တော့လိုအပ်ပါတယ်ဒါတွေရဲ့ဖြည့်ရှင်းနည်းနဲ့အကြံပြုချက်တွေကိုပြောပြရမယ်ဆိုရင်အမှုပညာရှင်တယောက်အနေနဲ့တင့်ရဲ့ရပိုင်ခွင့်တွေကိုကာကွယ်ဖို့အတွက် official registration လုပ်ထားဖို့လိုပါတယ်မိမိရဲ့ဖန်တီးမှုတွေကိုတက်ဆိုင်ရာမိုဘိုင်ခွင့်ရုံးတွေနဲ့ digital platform တွေမှာအမြန်ဆုံးမှတ်ပုံတင်ထားပါ license လုပ်ထားပါတင့်တချင်းကိုတခြားသူတွေသုံးစေခြင်းရင်တရားဝင် license စာချုပ်တွေထားရှိပါ copyright free access တွေကို background music သုံးတဲ့အခါမသေးကြရင် royalty free ဖြစ်တဲ့ library တွေကိုပဲသုံးပါနှိကုံးချုပ်ပြောရရင်အမှုပညာဆိုတာဖန်တီးသူရဲ့ဝိညာဉ်နဲ့အားထုတ်မှုတွေပါဝင်တဲ့အရာဖြစ်ပါတယ်ဒါကြောင့်သူတစ်ပါးရဲ့ဖန်တီးမှုကိုလေးစားသလိုကိုယ့်ရဲ့လက်ရာကိုလည်းဥပဒေနဲ့အညီကာကွယ်တတ်ဖို့လိုပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသင်ရောဘယ်လိုအတွေ့အကြုံတွေရှိပါသလဲဒါမှမဟုတ်သိချင်တာတွေရှိရင် comment မှာရေးခဲ့ပေးပါဦးအမှုပညာနဲ့နည်းပညာအကြောင်းတွေဆက်လေ့လာဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့တော့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်